ဇလန်းဆောက်မှာတော့ရန်ကုန်ဆိုတဲ့မိန်းကလေးတယောက်ကိုတွေ့ရပါတယ်။သူမရဲ့ဖခင်ကသင်္ဘောကပတိန်တယောက်ဖြစ်ပြီးပင်လယ်ပြင်မှာပဲအချိန်များစုကုန်ဆုံးနေတာကြောင့်အဖေမြတ်တာကိုကောင်းကောင်းမခံစားဘူးပဲကြီးပြင်းလာရသူပါ။တနေ့မှာတော့ပင်လယ်ထဲမှာသင်္ဘောမတော်တဆဖြစ်ပြီးဖခင်သေဆုံးသွားတယ်ဆိုတဲ့သတင်းဆိုးရောက်လာပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲနာမကျန်းဖြစ်နေတဲ့မိခင်ပါကွယ်လွန်သွားခဲ့ပါတယ်။မိဘနှစ်ပါးစလုံးကိုဆုံးရှုံးလိုက်ရတဲ့လူဟာအတူပါနေမှာပဲဘသူ့ကိုမှမမိခိုးပဲကိုဘဝကိုအောင်မြင်အောင်တည်ဆောက်မယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။နှစ်တွေကြာလာတဲ့အခါရန်ကုန်ဟာနိုင်ငံအတွင်းနာမည်ကြီးရှိနေတယောက်ဖြစ်လာပါတယ်။အထူးသဖြင့်အကျင့်ပြတ်ချစားမှုနဲ့သက်ဆိုင်တဲ့အမှုတွေကိုကျွမ်းကျင်စွာကင်တွယ်နိုင်တာကြောင့်ကုမ္ပဏီကြီးတွေကတော့သူမကိုအပြိုင်ဆိုင်ငှားရမ်းကြပါတယ်။အောင်မြင်မှုဂုဏ်သိက္ခာနဲ့ငွေကြေးဟာသူမဘဝရဲ့အဓိကပန်းတိုင်ဖြစ်လာပြီးအိမ်အောင်ပြုဖို့မိသားစုတည်ထောင်ဖို့ဆိုတဲ့အတွေးမျိုးတောင်သူမမှာမရှိတော့ပါဘူး။တနေ့မှာတော့နိုင်ငံအတွင်းအချမ်းသာဆုံးမိသားစုတစုနဲ့ပတ်သက်တဲ့အမှုတစ်ခုကိုသူမတာဝန်ယူရပါတယ်။ညှိနှိုင်းဆွေးနွေးနေစဉ်ရန်ကုန်ကနင့်နာသူဘက်ကိုအမှုရုပ်သိမ်းလိုက်တာပိုကောင်းမယ်လို့အကြံပေးခဲ့ပါတယ်။သူမရဲ့အမြင်အရချမ်းသာပြီးအာဏာကြီးတဲ့မိသားစုကိုတရားရုံးမှာအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲဖြစ်ပါတယ်။အမှုကလူသိများသွားရင်လည်းနင့်နာသူမိန်းကလေးရဲ့ဘဝမှာပဲအမာရွတ်ကြံရစ်မယ်လို့သူမယုံကြည်ထားတာပါ။ဒါပေမဲ့အဲ့ဒီစကားတွေကမိခင်ဖြစ်သူရဲ့နှလုံးသားကိုပိုနာကျင်စေခဲ့ပါတယ်။သူမကရင်မှုကိုမျက်ရည်တွေနဲ့ပြန်ပြောလိုက်ပါတယ်။ကိုယ်တိုင်မိသားစုမရှိဘူးတဲ့သူကလေးမမွေးဘူးတဲ့သူကမိခင်တယောက်ရဲ့နာကျင်မှုကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူး။အဲ့ဒီစကားတွေကြားပေမဲ့ရင်မှုရဲ့မျက်နှာမှာတော့ဘာခံစားချက်မှမပေါ်ပါဘူး။အမှုကိစ္စပြီးတဲ့နောက်ရှင့်နေအကြီးကဲတယောက်ကသူမကိုတားဆီးပြီးပြောပါတယ်။ရှင့်နေဆိုတာအားနည်းသူဘက်ကရက်တီရမဲ့သူငွေရှိတဲ့သူတွေအတွက်ပဲအလုပ်လုပ်နေရင်ဒီပညာရဲ့အဓိပ္ပာယ်ကဘာကျန်တော့မလဲ။ဒါပေမဲ့ရင်မှုကတော့အပြုံးတစ်ချက်နဲ့ပဲပြန်ဖြေလိုက်ပါတယ်။သူမအမြင်မှာစင်းရဲသားတွေအတွက်အမှုလိုက်ပေးရင်ရတဲ့အကျိုးကျေးဇူးကနည်းတယ်လို့အနိုင်ရဖို့လည်းခက်ခဲပါတယ်။အနိုင်ရခဲ့ရင်တော့ရှင့်နေကကောင်းကောင်းပေးနိုင်မှာမဟုတ်ဘူးလို့သူမယုံကြည်ထားတာပါ။အဲ့ဒီညမှာစီးပွားရေးသမားကြီးတယောက်နဲ့ရင်မှုတွေ့ဆုံခဲ့ပါတယ်။မြို့ဟောင်းတနေရာကိုဖျက်သိမ်းပြီး luxury apartment စီမံကိန်းအမြန်စနိုင်အောင်ဥပဒေဘက်ကကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။အပြန်အလှန်အနေနဲ့တန်ဖိုးကြီးကားတစ်စီးနဲ့လက်ပအဖွဲ့ဝင်ကတစ်ခုကိုပေးခဲ့ပြီးရင်မှုကလည်းမဆိုင်မတော်သဘောတူလိုက်ပါတယ်။သူမအတွက်ငွေနဲ့အာဏာရဖို့သာအရေးကြီးဆုံးဖြစ်နေခဲ့တာပါ။ဒါပေမဲ့ရန်ကုန်မှာမိခင်စီကအမွေရထားတဲ့မျက်စိယောဂါတစ်မျိုးရှိနေပါတယ်။တညအလုပ်ပြီးလို့အိမ်ပြန်လာချိန်မှာလမ်းမီးရောင်တွေကမှုံဝါးနေပြီးမျက်မှန်ထုတ်တက်ဖို့စ조사နေတုန်းကားမတော်တဆမှုတစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။တတိပြန်ရလာတဲ့အချိန်မှာတော့သူမဟာဆေးရုံမှာမဟုတ်ပဲထူးဆန်းတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပါတယ်။လူတွေကနမတ်စင်ယူပြီးအလှည့်ကျစောင့်နေကြတာကိုမြင်လို့သူမလည်းကောင်တာရှေ့ကိုသွားလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အချက်လက်ကိုစစ်ဆေးလိုက်တဲ့ဝန်ထမ်းမျိုးသမီးကတော့မျက်လုံးပြူးသွားပါတယ်။ရန်ကုန်ဟာဒီနေ့သေဆုံးရမယ့်သူမဟုတ်ပဲတစုံတယောက်ရဲ့အမားကြောင့်ဝိညာဉ်ကိုမှားယွင်းခေါ်ဆောင်လာခဲ့တာဖြစ်နေပါတယ်။အဲ့ဒီအမားတစ်ခုကရင်မှုရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့အစပျိုးဖြစ်လာတော့မှာပါ။ဝန်ထမ်းမျိုးသမီးဟာအမားယွင်းဖြစ်သွားတဲ့အကြောင်းကိုချက်ချင်းအထက်လူကြီးစီတင်ပြလိုက်ပါတယ်။ဒီသတင်းကြချင်းအဲ့ဒီနေရာကိုတာဝန်ယူထားတဲ့လေးဆိုတဲ့အမျိုးသားကဒေါသထွက်သွားပါတယ်။ရင်မှုရဲ့အသက်စရင်းကိုပြန်စစ်ကြည့်တော့သူမဟာနောက်ထပ်နှစ်ပေါင်းများစွာအသက်ရှင်ရအောင်မဲ့သူဖြစ်နေပါတယ်။အမားကိုပြင်ဖို့နီးလန်းတစ်ခုတော့ရှိနေသေးပါတယ်။လူတယောက်ကကိုယ့်အသက်ကိုကိုယ်တိုင်ဆုံးသက်လိုက်တဲ့အတွက်သူမရဲ့တက်တန်းကတလကြံနေသေးတယ်လို့လေးကရှင်းပြပါတယ်။ရန်ဝတ်သားအဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာကြံနေတဲ့တလကိုအစားထိုးနေထိုင်ပေးမယ်ဆိုရင်သတ်မှတ်ထားတဲ့အချိန်ပြည့်တဲ့နေ့မှာသူမရဲ့မူလခန္ဓာကိုယ်စီပြန်ပို့ပေးမယ်လို့အတိပေးခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ရန်ဝတ်လည်းသဘောတူလိုက်ရပါတယ်။နောက်တစ်ခဏအကြာမှာသူမသတိပြန်ရလာတော့မှန်ရှိမှမြင်လိုက်ရတဲ့မျက်နှာကသူမကိုယ်တိုင်မဟုတ်တော့ပါဘူး။ပင်မနှွမ်းနယ်နေတဲ့အိမ်ရှင်မတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာဖြစ်ပါတယ်။အန်အားသင့်နေတော့အခန်းတကားပွင့်လာပြီးအမျိုးသားတယောက်အပြေးဝင်လာပါတယ်။သူကတော့ဒီခန္ဓာကိုယ်ရဲ့ခင်မွန်းခင်ဆောင်ဖြစ်နေပါတယ်။အပြင်ထွက်လိုက်ချိန်မှာတော့စေကျော်သက်အရွယ်သမီးတယောက်နဲ့မူလာရန်အရွယ်သားလေးတယောက်ကိုပါတွေ့လိုက်ရပါတယ်။မနေ့ကအထိနမည်ကြီးရှိနေဖြစ်ခဲ့တဲ့ရန်ကုန်ဟာတညအတွင်းမှာပဲသားသမီး2ယောက်ရှိတဲ့အိမ်ရှင်မတယောက်ဖြစ်သွားခဲ့ပါတယ်။အခြေအနေကိုလက်မခံနိုင်သေးပေမဲ့ကလေးကိုចောင်းကားကိတ်အထိလိုက်ပို့ရင်သူမရဲ့နေ့စဉ်ဘဝအသစ်ကိုစတင်လိုက်ရပါတယ်။အိမ်ပြန်မယ်လို့တဲ့အချိန်မှာအိမ်ကြီးချင်းမျိုးသမီးတွေကအတင်းခေါ်သွားပြီးအလုတ်ကင်ကြောင်မိသားစုအကြောင်းစကားဝိုင်းဖွဲ့နေကြပါတယ်။ရန်ကုန်အတွက်တော့ဒီလိုအကြောင်းအရာတွေဟာအလုတ်ကိစ္စတွေထက်တောင်ပိုပြီးစိတ်ရှုပ်စရာကောင်းနေခဲ့ပါတယ်။မခံနိုင်တော့တဲ့အဆုံးအိမ်သားထဲဝင်ပြီးတယောက်တည်းနေတုန်းလေးပြန်ပေါ်လာပါတယ်။ရန်ကုန်ကသူမကိုမူလဘဝစီပြန်ပို့ပေးဖို့တောင်းဆိုပေမဲ့လေးကခေါင်းခါလိုက်ပါတယ်။သဘောတူညီချက်ကပြီးသွားပြီးအခုမင်းလို့ရမှာဒီဘဝကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ဖို့ပဲ။အဲ့ဒီစကားကြောင့်ရန်ကုန်လည်းအတင်းကျပ်လက်ခံလိုက်ရပါတယ်။အိမ်ကိုပြန်ရောက်တဲ့နောက်သူမကအိမ်ရှင်မတယောက်လိုစ조사နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်အရာမှသူမအတွက်မလွယ်ကူပါဘူး။စူပါမားကတ်မှာဈေးဝယ်နေတော့ခင်ပွန်းရဲ့ credit card ကငွေပေးချေလို့မရတော့တာကိုသိလိုက်ရပြီးအဆက်ကွဲရပါတယ်။အဲ့ဒီအချိန်မှာပဲတားလေးဟာရိုကိုကျောင်းကနေသွားမကြုံမိတာကြောင့်ဆရာမစီကဖုန်းဆက်ဆူတာကိုလည်းခံလိုက်ရပါတယ်။အိမ်ပြန်ရောက်တော့ရင်းနှီးချက်ထားတဲ့ညစာကိုခင်ဆောင်တဲ့ကလေးတွေကကြည့်ပြီးအံ့ဩသွားကြပါတယ်။စပွဲပေါ်မှာအသားဟင်းတစ်ခွက်ပဲရှိပြီးထမင်းရောအရန်ဟင်းမှမရှိပါဘူး။
ရန်ဘူးကတော့မျက်နှာမပြတ်ပဲဒီလောက်နဲ့ပဲစားလိုက်လို့အေးအေးဆေးဆေးပြောလိုက်ပါတယ်။ညရောက်တဲ့အချိန်မှာတော့နောက်ထပ်ပြဿနာတစ်ခုထပ်ကြုံရပြန်ပါတယ်။ Kim Sang ကဇနီးမောင်နှံ2ယောက်ရဲ့ပုံမှန်အချိန်ရောက်ပြီးထင်ပြီးရန်ဘူးအနားကိုတိုးလာပါတယ်။ဒါပေမဲ့ရန်ဘူးအတွက်တော့သစိမ်းမျိုးသားတစ်ယောက်ကရုတ်တရက်အနားကပ်လာသလိုပဲခံစားရတာကြောင့်မထင်မှတ်ပဲသူ့ကိုအတင်းတွန်းထုတ်လိုက်ပါတယ်။ဘာမှမသိတဲ့ Kim Sang ကတော့ဇနီးဖြစ်သူဘာကြောင့်ဒီလောက်ပြောင်းလဲသွားတာလဲဆိုတာနားမလည်နိုင်ပဲတညလုံးအတွေးများနေခဲ့ပါတယ်။သူမှမသိသေးတာကတော့ဒီမိသားစုရဲ့စစ်မှန်တဲ့မေတ္တာတွေဟာသူမရဲ့အေးဆက်နေတဲ့နှလုံးသားကိုတဖြည်းဖြည်းပြောင်းလဲပေးတော့မှာဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ Kim Sang ဟာဇနီးဖြစ်သူရဲ့အပြုအမူတွေကိုနားမလည်နိုင်သေးပဲအလုပ်သွားခဲ့ပါတယ်။လုပ်ပေါ်ကိုင်ဘက်တစ်ယောက်ကမိမတခြားယောက်ျားရှိနေလားလို့မေးပေမဲ့ Kim Sang ကတော့ချက်ချင်းညင်းလိုက်ပါတယ်။သူ့ဇနီးကဘယ်တော့မှဒီလိုလုပ်မဲ့သူမဟုတ်ဘူးလို့အပြည့်အဝယုံကြည်ထားတာပါ။အလုပ်ရောက်တဲ့အခါ Kim Sang ကအချိန်တော်ကြာစူးစမ်းဖန်တီးထားတဲ့ယထာလန်းစုညံတန်လျှော့ချရေးဒီဇိုင်းအသစ်ကိုတထေးစီတင်ပြဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့တထေးကစိတ်မဝင်စားတဲ့အပြင်အကျိုးမြတ်ပိုရမယ့်စီမံကိန်းကိုပဲအာယုံစိုက်ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့ယန်ဝူဟာအိမ်နီးချင်းမျိုးသမီးတွေနဲ့စကားပြောရင်းသူတို့နေထိုင်တဲ့ရက်ကွက်ကြီးကိုမကြခင်ဖျက်သိမ်းတော့မယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီသတင်းကြားလိုက်ချိန်မှာသူမရဲ့စိတ်ထဲချက်ချင်းတုန်လှုပ်သွားပါတယ်။ဒီစီမံကိန်းဟာမူလဘဝတုန်းကသူမကိုယ်တိုင်ဥပဒေဘက်ကကူညီပေးခဲ့တဲ့စီမံကိန်းဖြစ်နေတာကြောင့်ပါ။ချက်ချင်းပဲသူမရဲ့မူလတိုက်ခန်းကိုသွားပြီးအမှုနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုပြန်ယူလာခဲ့ပါတယ်။အဲ့ဒီမှာတန်ဖိုးကြီးပြဖက်ကတ်ကိုလည်းတွေ့တာနဲ့စိတ်အလိုလိုက်ပြီးဇိမ်ခံပစ္စည်းတချို့ဝယ်လိုက်ပါတယ်။ဒါပေမဲ့ငွေရှင်းချိန်ရောက်တော့ကပ်ပေါ်ကနာမည်နဲ့သူမရဲ့မှတ်ပုံတင်အချက်လက်မတူတာကြောင့်ဆိုင်ဝန်ထမ်းတွေကတန်တရားဝင်လာကြပါတယ်။တစ်ဖက်မှာတော့သမီးဖြစ်သူဟန်ညွန်းဟာချမ်းသာတဲ့မိသားစုကចောင်းသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။ရုပ်ချောပြီးလူကြိုက်များတဲ့အဲ့ဒီကောင်လေးကိုတွေ့ပြီးဟန်ညွန်းကတော့မတိမသားစိတ်ဝင်စားနေခဲ့ပါတယ်။ညနေအိမ်ပြန်ရောက်တဲ့အခါသားလေးဟော်ရီဝါကဗီတာမင်ဘူးလေးတစ်ခုကိုရန်ဘူးလက်ထဲထည့်ပေးပါတယ်။အမေနေမကောင်းလို့ထင်တယ်ဒါလေးတောက်ရင်တက်တာမှာပါ။သားလေးရဲ့အပြစ်ကင်းတဲ့ဂရုစိုက်မှုကြောင့်ရန်ဘူးရဲ့စိတ်ထဲမှာထူးဆန်းတဲ့နှွေးထွေးမှုတစ်ခုကိုစတင်ခံစားလာရပါတယ်။ဒါပေမဲ့အေးချမ်းနေတဲ့အချိန်ကမကြပါဘူး။ Kim Sang ကဝယ်လာတဲ့ဇိမ်ခံအိတ်တွေနဲ့အဝတ်စားတွေကိုတွေ့သွားပြီးပတ်စံဘဲကရလဲလို့မေးပါတော့တယ်။ရန်ဘူးကအမှန်တိုင်းမရှင်းပြနိုင်တာကြောင့် Kim Sang ကဇနီးဖြစ်သူတခြားယောက်ျားတစ်ယောက်နဲ့ပတ်သက်နေတယ်ဆိုတဲ့တန်တရားပိုပြီးကြီးလာပါတယ်။နှစ်ယောက်သားအခြေတင်ဖြစ်နေတော့ရဲတွေအိမ်ကိုရောက်လာခဲ့ပါတယ်။ဘဲဖက်ကတ်ကိုတရားမဝင်အသုံးပြုခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ရန်ဘူးကိုစခန်းလိုက်ခဲ့ရတာပါ။စခန်းရောက်တော့ရဲတွေကသူမကိုအပြစ်ရှိသူလို့ဆက်ဆံကြပြီးစင်းရဲတဲ့အိမ်ရှင်မတစ်ယောက်ကဒီလိုကတ်မျိုးပိုင်ဆိုင်နိုင်စရာအကြောင်းမရှိဘူးလို့ပြောဆိုနေကြပါတယ်။ရန်ဘူးဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့အချိန်မှာ Kim Sang ကရှေ့ထွက်လာပါတယ်။သူဟာဥပဒေပုံမှန်တွေကိုတစ်ခုပြီးတစ်ခုထောက်ပြပြီးရဲတွေရဲ့ပြောဆိုချက်တွေကိုအေးအေးဆေးဆေးပြန်လည်ခြေပါခဲ့ပါတယ်။ရှင်းနေလိုင်းစင်မရှိပေမဲ့သူ့ရဲ့ဥပဒေဗဟုသုတကရဲတွေကိုတောင်အံ့အားသင့်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့ယန်ဝူဟာအပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့ပြီးနှစ်ယောက်သားဘာပြဿနာမှမရှိဘဲစခန်းကနေပြန်ထွက်လာနိုင်ခဲ့ပါတယ်။ဒီအဖြစ်ပြက်ပြီးနောက်ယန်ဝူရဲ့စိတ်ထဲမှာ Kim Sang အပေါ်အမြင်တွေတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်။သူမထင်ထားသလိုအသုံးမကျတဲ့ယောက်ျားတစ်ယောက်မဟုတ်ပဲဘယ်အချိန်မဆိုသူမဘက်ကမမမက်ရက်တီပေးမဲ့လူတစ်ယောက်ဆိုတာကိုပထမဆုံးအကြိမ်သဘောပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ယန်ဝူမသိသေးတာကဒီမိသားစုနဲ့သူမရဲ့တန်ရောစင်ဟာအခုမှစတင်နေဆိုင်လာတော့မှာဖြစ်ပါတယ်။ရဲစခန်းကနေပြန်လာတဲ့ညမှာရန်ဘူးဟာတယောက်တည်းအဆောက်အုံခေါင်မိုးပေါ်ထိုင်ပြီးဒီရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သမျှကိုပြန်တွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလေရောက်လာပြီးသူမကိုတတိပေးလိုက်ပါတယ်။ဒီဘဝကယာယီပဲဖြစ်တာကြောင့်မလိုအပ်တဲ့ပြဿနာတွေမဖန်တီးဖို့နဲ့ခင်မွန်းဖြစ်သူကိုဒုက္ခမပေးဖို့ပြောပါတယ်မဟုတ်ရင်သူမအစားတခြားဝိညာဉ်တစ်ယောက်ကိုအစားထိုးပို့လိုက်ရနိုင်တယ်လို့ပါတတိပေးခဲ့ပါတယ်။အိမ်ပြန်ဝင်လာတော့ Kim Sang ကစောင့်နေခဲ့ပါတယ်။ရန်ဘူးကိုမဆူပဲဒီနေ့ဖြစ်ခဲ့တာတွေအတွက်စိတ်မကောင်းဖြစ်နေကြောင်းပြောပါရယ်သူကဇနီးကိုကောင်းကောင်းမထားနိုင်ခဲ့ဘူးလိုချင်တာတွေမဝယ်ပေးနိုင်ခဲ့ဘူးပျော်ရွှင်အောင်လည်းမလုပ်ပေးနိုင်ခဲ့ဘူးလို့ကိုအပြစ်တင်နေပါတယ်။နောင်ကစပြီးပိုကောင်းတဲ့ခင်ပွန်းတစ်ယောက်ဖြစ်အောင်စူးစမ်းမယ်လို့သတိပေးလိုက်တဲ့အချိန်မှာရန်ဘူးရဲ့နှလုံးသားဟာတဖြည်းဖြည်းနူးညံ့လာပါတော့တယ်။နောက်တစ်နေ့မှာတော့ Kim Sang ကကုမ္ပဏီညစာစားပွဲရှိကြောင်းနဲ့အတူလိုက်ပေးဖို့တောင်းဆိုပါတယ်။အရင်ဇနီးကဒီလိုပွဲတွေကိုအမြဲညင်းခဲ့ပေမဲ့ဒီတစ်ခါတော့ရန်ဘူးကချက်ချင်းသဘောတူလိုက်ပါတယ်။ပွဲကျင်းပတဲ့နေ့ရောက်တော့ Kim Sang ဟာဇနီးကိုမြင်ပြီးမျက်လုံးပြူးသွားပါတယ်။တသက်ရက်ပြင်ဆင်ထားတဲ့ရန်ဘူးဟာအရင်ကနဲ့လုံးဝမတူပဲယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးတစ်ယောက်လိုတောက်ပနေခဲ့တာပါ။ Kim Sang ကဂုဏ်ယူစွာနဲ့သူမကိုကုမ္ပဏီကအရေးကြီးတဲ့လူတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Kim Sang ကအချိန်ကြာကြီးစူးစမ်းဖန်တီးထားတဲ့ယထာစုညံတန်လျှော့ချရေးစီမံကိန်းကိုမြို့တော်ဝင်ရှိမှတင်ပြဖို့ခွင့်ရေးရတော့မယ့်အချိန်သူ့ရဲ့တထေးခန့်ခွန်ကကြားဖြတ်ဝင်လာပြီးအားလုံးရဲ့အာယုံကိုသူ့ဘက်ဆွဲသွားခဲ့ပါတယ်။ Kim Sang ရဲ့စူးစမ်းအားထုတ်မှုတွေအလကားဖြစ်တော့မယ့်အချိန်မှာရန်ဘူးကရှေ့တိုးလာခဲ့ပါတယ်။သူမဟာမြို့တော်ဝင်ကိုအေးအေးဆေးဆေးရှင်းပြပြီးလက်ရှိစီမံကိန်းထက်ယထာဘူတာယုံတွေမှာစုညံတန်လျှော့ချရေးစနစ်တက်ဆင်တာကပြည်သူတွေအတွက်ပိုအကျိုးရှိကြောင်းလူထုထောက်ခံမှုလည်းပိုရနိုင်ကြောင်းကြိုးကြောင်းစီရောစွာရှင်းပြလိုက်ပါတယ်။
မျိုးတော်ဝင်ကအဲ့ဒီအကြံကိုသဘောကျသွားပြီးဟန်ဟွန်ကိုအသေးစိတ်အစီအစဉ်ပြန်တင်ခိုင်းလိုက်ပါတယ်။ Kim Sun ကတော့သူ့ဇနီးရဲ့ထက်မြက်မှုကိုကြည့်ပြီးအံ့အားသင့်နေခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးသွားတဲ့နောက် Kang Hun ဟာရန်ဝူကိုလူကြားထဲမှာအဆက်ခွဲပြီးစကားဆိုးတွေနဲ့ပြောဆိုလာခဲ့ပါတယ်။ဒီတစ်ခါတော့ Kim Sun ကတီးမခံနိုင်တော့ပါဘူး။သူဟာ Kang Hun ကိုဓာတ်ရိုက်ထိုးချလိုက်ပြီးရန်ဝူဘက်ကမမမက်ရက်တီပေးခဲ့ပါတယ်။နောက်ပိုင်းလမ်းဘေးစားတောက်ဆိုင်လေးမှာနှစ်ယောက်အတူထိုင်စားနေချိန်ရန်ဝူကဒီကိစ္စကြောင့် Kim Sun ကအလုပ်ပြုတ်သွားမှစိုးရိမ်ကြောင်းပြောပါတယ်။ဒါပေမဲ့ Kim Sun ကတော့အလုပ်ထက်ကိုချစ်တဲ့လူကိုကာကွယ်ပေးနိုင်တာကပိုရေးကြီးတယ်လို့အေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်။အဲ့ဒီစကားကရန်ဝူရဲ့စိတ်ထဲကိုဓာတ်ရိုက်ရောက်သွားခဲ့ပါတယ်။အရင်ကငွေနဲ့အောင်မြင်မှုကိုပဲယုံကြည်ခဲ့တဲ့သူမဟာအခုတော့ဘာကြိုးမျှော်လင့်ချက်မှမရှိဘဲမိသားစုအတွက်ရက်တီပေးတဲ့လူတစ်ယောက်ရဲ့မေတ္တာကိုစတင်နားလည်လာခဲ့ပါတယ်။ဒီအချိန်ကစပြီးရန်ဝူရဲ့နှလုံးသားဟာတဖြည်းဖြည်းပြောင်းလဲလာသလိုဒီမိသားစုကိုလည်းသူမမသိလိုက်ခင်မှာပဲတန်ရောစင်တွေတွေ့လာခဲ့ပါတော့တယ်။အဲ့ဒီနေ့ကစပြီးရန်ဝူဟာဒီမိသားစုထဲမှာတဖြည်းဖြည်းအံဝင်လာပါတော့တယ်။မနက်တိုင်းစောစောထပြီးမနက်စာချက်ပေးတာအိမ်လုပ်တွေကိုကိုယ်တိုင်လုပ်တာကလေးတွေအတွက်အချိန်ပေးတာတွေဟာအရင်ကသူမမထင်မှတ်ထားတဲ့နေ့စဉ်ဘဝဖြစ်လာခဲ့ပါတယ်။တညမှာတော့သားလေးဟာရော့ကိုညဈေးတန်းစီခေါ်သွားရင်ကလေးကမတော်တဆလဲကျသွားပါတယ်။အနီးနားကဈေးတဲ့တယောက်ကကူညီပေးနေတော့အခွန်ကြေးကောက်တဲ့အမျိုးသမီးတယောက်ရောက်လာပြီးငွေမပေးနိုင်တဲ့ဈေးတွေကိုအတင်းနှင်ထုတ်ဖို့လုပ်ပါတော့တယ်။အခြေအနေကိုမြင်လိုက်တဲ့ရင်ဘူးကတိတ်မနေတော့ပါဘူး။သူမဟာဥပဒေဗဟုသုတကိုအသုံးချပြီးအဲ့ဒီအမျိုးသမီးရဲ့မမှန်မကန်လုပ်ရက်တွေကိုလူအများရှေ့မှာတစ်ချက်ချင်းထောက်ပြလိုက်ပါတယ်။အထောက်ထားနဲ့ကြိုးကြောင်းဆင်ခြင်ပြီးပြောလိုက်တဲ့အတွက်အဲ့ဒီအမျိုးသမီးဟာပြန်မချေပနိုင်တော့ပဲရှက်နဲ့ထွက်သွားခဲ့ရပါတယ်။ဒီအဖြစ်ပြက်ကြောင့်ရက်ွက်ထဲကလူတွေကရင်မှုကိုအရင်လိုတာမန်အိမ်ရှင်မတယောက်လို့မမြင်တော့ပဲလေးစားလာကြပါတယ်။တစ်ဖက်မှာတော့သမီးဖြစ်သူဟန်နူဟာချမ်းသာတဲ့ចောင်းသားရန်မှုနဲ့ပိုပြီးရင်းနှီးလာခဲ့ပါတယ်။တရုတ်ဆောင်ဖြစ်ချင်တဲ့ဟန်နူရဲ့အိမ်မက်ကိုတည်ထားတဲ့ဟန်နူကသူကူညီပေးနိုင်တယ်ဆိုပြီးအိမ်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့ဟန်နူကယုံကြည်နဲ့လိုက်သွားခဲ့ပေမဲ့အဲ့ဒီအိမ်ရောက်မှဒါဟာထောင်ချောက်တစ်ခုဆိုတာသိလိုက်ရပါတယ်။ဟန်နူဟာသူ့တငယ်ချင်းတွေနဲ့ပူးပေါင်းပြီးဟန်နော့ကိုအနိုင်ကျင့်ဖို့စီစဉ်ထားခဲ့တာပါ။ဟန်နူကအတင်းရုံးကန်ပြီးထွက်ပြေးဖို့စ조사ခဲ့ပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီလူတွေရဲ့တားကောင်ဖြစ်သွားခဲ့ပါတယ်။ညဘက်အိမ်ပြန်ရောက်လာတဲ့သမီးရဲ့အခြေအနေကိုမြင်တာနဲ့ရန်ဝူကတခုခုမားနေပြီဆိုတာချက်ချင်းသတိထားမိလိုက်ပါတယ်။သူမကအတင်းမမေးပဲသမီးဘေးမှာတိတ်လေးထိုင်ပေးနေခဲ့ပါတယ်။အချိန်တော်ကြာမှဟန်နူဟာမျက်ရည်တွေနဲ့ဖြစ်ခဲ့သမျှအကုန်လုံးကိုဖွင့်ပြောလိုက်ပါတယ်။သမီးရဲ့စကားတွေကိုကြားလိုက်ရတဲ့ရန်ဝူကဒေါသထက်ဝမ်းနည်းမှုပိုကြီးသွားပါတယ်။အချိန်ကသူမကိုယ်တိုင်လည်းဒီလိုအမှုမျိုးတွေမှာငွေရှိတဲ့ဘက်ကိုရက်တည်ခဲ့ဘူးလေ။ဒါပေမဲ့ဒီတစ်ခါတော့နင့်နာသူကသူမရဲ့သမီးဖြစ်နေပါပြီ။ဒီအမှုဟာရန်ဝူရဲ့ဘဝကိုနောက်တစ်ကြိမ်ပြောင်းလဲစေမဲ့အကြီးမားဆုံးတိုက်ပွဲတစ်ခုဖြစ်လာတော့မှာပါ။နောက်တနေ့မနက်မှာတော့ရန်ဝူနဲ့ဟန်ညွတို့ကိုကျောင်းဘက်ကခေါ်ယူတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီမှာဟန်ဝူဘက်ကငှားထားတဲ့ရှေ့နေကစောင့်နေပြီးဖြစ်ခဲ့တာတွေကိုနားလည်မှုလွဲတာလို့သတ်မှတ်ဖို့စ조사ပါတယ်။ပြဿနာမကြီးအောင်ငွေနဲ့ညှိနှိုင်းလိုကြောင်းလည်းပြောလာခဲ့ပါတယ်။အဲ့ဒီစကားတွေကြားလိုက်ရချိန်မှာရန်ဝူဟာချက်ချင်းပြန်မပြောနိုင်ပဲအပြင်ကိုထွက်သွားခဲ့ပါတယ်။ရေချိုးကန်းထဲမှာတယောက်တည်းရက်နေတဲ့အချိန်သူမရဲ့အတိတ်ကအမှုဟောင်းတွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာပါတော့တယ်။တစ်ချိန်ကသူမလည်းငွေရှိတဲ့လူတွေအတွက်အမှုလိုက်ပေးရင်နင့်နာသူတွေရဲ့မျက်ရည်တွေကိုလစ်လူရှုခဲ့ပူးပါတယ်။တရားမျှတမှုထက်ငွေကပိုအရေးကြီးတယ်ဆိုတဲ့သူမရဲ့တွေးဟောင်းတွေကိုဒီနေ့မှစပြီးအမှားကြီးတစ်ခုဆိုတာနားလည်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟန်နူကရေချိုးကန်းထဲဝင်လာပြီးကျမတို့ကစီးရဲတယ်လေ။သူတို့ပြောသလိုငွေယူပြီးဒီကိစ္စကိုမေးလိုက်ရင်မကောင်းဘူးလား။လို့မျက်ရည်တွေနဲ့မေးလိုက်ပါတယ်။ဒီစကားကရင်ဝူရဲ့နှလုံးသားကိုထိုးနှက်လိုက်တယ်လို့ဖြစ်သွားပါတယ်။သူမဟာသမီးလက်ကိုတင်းဆုပ်ကင်ပြီးအစည်းအဝေးခန်းထဲကိုပြန်ဝင်လာခဲ့ပါတယ်။အထဲရောက်တော့တစ်ဖက်ရှိနေကယုံကြည်ချက်ပြည့်နဲ့ဖိအားပေးနေသေးပါပဲ။ကျောင်းအုပ်ကြီးကလည်းအမှုကိုအေးအေးဆေးဆေးအဆုံးသတ်ခြင်းတဲ့ဘက်ကရက်တည်နေခဲ့ပါတယ်။ဒါပေမဲ့ရင်ဝူကတော့အေးဆေးစွာဖုန်းကိုစပွဲပေါ်တင်လိုက်ပါတယ်။ပြီးတော့အစကတည်းကရှင်တို့ပြောသမျှစကားတိုင်းကိုကျမအတန်သွင်းထားတယ်။လို့ပြောလိုက်တာနဲ့အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်။သူမကငွေညှိနှိုင်းတာကိုလုံးဝလက်မခံကြောင်းကြေညာလိုက်ပြီးဟန်ဝူကိုဥပဒေအရအပြစ်ပေးနိုင်အောင်အဆုံးထိလိုက်မယ်လို့ပြက်သားပြောလိုက်ပါတယ်။ဒါရင်မကပဲအမှုကိုဖုံးကွယ်ဖို့စ조사တဲ့ရှေ့နေနဲ့ကျောင်းဘက်ကိုပါတာဝန်ယူစေမယ်လို့သတိပေးလိုက်တဲ့အတွက်လူတိုင်းအံ့ဩသွားခဲ့ကြပါတယ်။ကျောင်းကထွက်လာတဲ့အချိန်ဟန်တို့ကမိခင်ကိုကြည့်ပြီးတိတ်လေးပြုံးလိုက်ပါတယ်။အမေရင်ကနဲ့မတူတော့ဘူး။ဒါပေမဲ့အခုလိုအမေကိုသမီးအရန်သဘောကျတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့လူကတော့ပထမဆုံးအကြိမ်မိခင်တယောက်ဖြစ်ရတာဘလောက်အဖိုးတန်လဲဆိုတာနှလုံးသားအပြည့်နဲ့ခံစားလိုက်ရပါတယ်။မကြခင်မှာတော့လီထပ်ပေါ်လာပြီးရန်ဝူကိုသတိပေးလိုက်ပါတယ်။သူမဒီဘဝမှာနေနိုင်မဲ့အချိန်ဟာတပတ်ပဲကျန်တော့တယ်ဆိုတာကိုပါလီရဲ့သတိပေးစကားကိုကြားလိုက်ရတဲ့ရင်ဝူဟာအချိန်တော်ကြာတိတ်ဆိတ်နေခဲ့ပါတယ်တပတ်ဆိုတဲ့အချိန်ကတိတ်မရှိပေမဲ့သူမအတွက်တော့ဒီမိသားစုနဲ့ခွဲခွာရမယ့်နေ့ကိုရေတွက်နေရတယ်လို့ဖြစ်နေခဲ့ပါတယ်
လီကလည်းမိသားစုကိုမလွဲမသွေဆုံးရှုံးရတော့မယ်ဆိုရင်ကျန်တဲ့အချိန်လေးအတွင်းအမတ်တရကောင်းတွေဖန်တီးထားခဲ့ဖို့အကြံပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ Kim Sang ရဲ့အလုပ်ခွင်မှာလည်းမထင်မှတ်တဲ့သတင်းတစ်ခုရောက်လာပါတယ်။ကုမ္ပဏီကသူ့ကိုနိုင်ငံခြားဌာနခွဲစီပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့အမိန့်ထုတ်လိုက်တာပါ။ဒီသတင်းကြောင့် Kim Sang ကမိသားစုကိုဘယ်လိုခေါ်သွားရမလဲဆိုတာတွေးပူနေချိန်နောက်ထပ်ပြဿနာတစ်ခုထပ်ဖြစ်လာခဲ့ပါတယ်။ဟာရူဟာကျောင်းကပြန်အချိုရည်ဝယ်ဖို့အယောင်ဆက်ရှိမှရက်နေခဲ့ပါတယ်။ဆိုင်ရှင်ကဘာကြောင့်မဝယ်တာလဲလို့မေးတော့ဟာရူကသူ့ပတ်စံတွေကိုအမေအတွက်ဗီတာမင်ဝယ်ဖို့စုထားတာမို့မသုံးချင်သေးဘူးလို့ပြုံးပြီးဖြေလိုက်ပါတယ်။အဲ့ဒီစကားကိုပြောပြီးမကြခင်မှာပဲဟာရူရုတ်တရက်လဲကျသွားခဲ့ပါတယ်။ဆေးရုံရောက်ပြီးစစ်ဆေးလိုက်တဲ့အခါဟာရူမှာရင်းမှုလိုပဲမျိုးရိုးလိုက်တဲ့မျက်စိရောဂါရှိနေကြောင်းဆရာဝန်ကပြောပါတယ်။အချိန်မီခွဲစိတ်မပေးရင်အမြင်အာရုံဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့စကားကရင်းမှုရဲ့နှလုံးသားကိုဆွဲဖြုတ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဆေးရုံခေါင်းမိုးပေါ်မှာလီနဲ့နှစ်ယောက်ထဲတွေ့တဲ့အချိန်ရင်းမှုကမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။သူမရဲ့ယောဂါကသားလေးစီရောက်သွားတာကိုဘာကြောင့်ခွင့်ပြုခဲ့တာလဲလို့လီကိုမေးလိုက်ပါတယ်။ဒါပေမဲ့လီကတော့တိတ်တိတ်လေးပဲရက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရန်ဝူဟာသူမရဲ့ငယ်ဘဝကိုပြန်သတိရလာပါတယ်။အဖေမရှိအမေကလည်းဖခင်ကိုလွမ်းဆွရင်နေတိုင်းဝမ်းနေနေတဲ့အိမ်လေးထဲမှာသူမကြီးပြင်းခဲ့ရတာပါ။အဲ့ဒီအထီးကျန်မှုတွေကြောင့်ပဲသူမဟာငွေအောင်မြင်မှုနဲ့ဂုဏ်သိက္ခာကိုဘဝရဲ့အဖြေထင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ဒီဆင်းရဲတဲ့မိသားစုလေးစီကရခဲ့တဲ့မြစ်တာဟာငွေကြေးအလုံးထက်ပိုတန်ဖိုးရှိကြောင်းသူမနားလည်သွားခဲ့ပါပြီ။ရက်အနေငယ်ကြာပြီးဟာရုရဲ့ခွဲစိတ်ကူတာမှုနဲ့ရောက်လာခဲ့ပါတယ်။ခွဲစိတ်ခန်းထဲဟာရုဝင်သွားချိန်မှာလီကရင်ဘူးကိုအပြင်ခေါ်သွားပြီးအေးဆေးစွာပြောလိုက်ပါတယ်။အချိန်ပြည့်သွားပြီ။မင်းပြန်ရတော့မယ်။ဒီတခါတော့ရင်ဘူးဟာပြက်ပြက်သားသားညင်းလိုက်ပါတယ်။သူမမူလဘဝကိုမလိုချင်တော့ဘူး။အောင်မြင်တဲ့ရှင့်နေဘဝကိုလည်းမလိုချင်တော့ဘူး။သူမလိုချင်တာကဟာရီကိုမျက်လုံးဖွင့်လာတဲ့အထိစောင့်ပြီးဒီမိသားစုနဲ့ဆက်နေဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လီပြောလိုက်တဲ့စကားတခွန်းကြောင့်ရန်သူလုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်။မင်းအခုထွက်သွားရင်ဟာရီရဲ့ယောဂလည်းမင်းနဲ့အတူပျောက်ကွယ်သွားလိမ့်မယ်။ဒီရွေးချယ်မှုကရန်သူဘဝရဲ့အခက်အခဲဆုံးဆုံးဖြတ်ချက်ဖြစ်လာခဲ့ပါတယ်။လီရဲ့စကားကိုကြားလိုက်ရတဲ့ရန်သူဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။ဟာရီရဲ့မျက်စိယောဂပျောက်ကင်းဖို့ဆိုရင်သူမဒီမိသားစုကိုထားခဲ့ရတော့မယ်။ဒါပေမဲ့အနည်းဆုံးတော့နှုတ်ဆက်ခွင့်လေးပေးဖို့လီကိုတောင်းပန်လိုက်ပါတယ်။အစာပိုင်းမှာလီကညင်းခဲ့ပေမဲ့ရန်ဘူးရဲ့စိတ်ရင်းကိုမြင်တဲ့အခါနောက်ဆုံးတော့သဘောတူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းမပေါ်ကိုအရှိန်ပြင်းပြင်းနဲ့ကုန်တင်ကားတစ်စီးမောင်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့လီကအချိန်ကိုခိတရက်တန်းလိုက်ပြီးရန်ဘူးကိုနောက်ဆုံးနှုတ်ဆက်ဖို့ခွင့်ရေးပေးခဲ့ပါတယ်။ရန်ဘူးကဆေးရုံခန်းထဲကိုအမြန်ပြေးဝင်သွားတော့ခင်ဆန်ကဝမ်းသာအားရနဲ့ဟာရီရဲ့ခွဲစိတ်မှုအောင်မြင်သွားပြီလို့ပြောပါတယ်။ဟန်နူလည်းအမေကိုတွေ့ပြီးစိတ်အေးသွားကကြောင်းသွားဖို့ထွက်သွားခဲ့ပါတယ်။ရန်ဘူးကတော့အိယာပေါ်မှာငိမ်သက်စွာလဲလျောင်းနေတဲ့ဟာရူအနားကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။မျက်လုံးကိုပတိစီးထားတဲ့ဟာရူကမမြင်ရသေးပေမဲ့အမေရောက်လာတာကိုခံစားမိနေခဲ့ပါတယ်။ရန်ဘူးကသားလေးရဲ့လက်ကိုစုပ်ကိုင်ရင်းသားကတတိရှိတဲ့ကလေးပါအမေအမြဲကုန်ယူနေမှာပါလို့တိုးတိုးလေးပြောလိုက်ပါတယ်။ဟာရူကလည်းအပြုံးလေးနဲ့အမေအတန်ကိုသားကြားရတယ်အမေအတန်ကအရန်တွေးထွေးတယ်လို့ပြန်ဖြေလိုက်တဲ့အချိန်မှာရန်ဘူးရဲ့မျက်ရည်တွေကျဆင်းလာပါတော့တယ်။သူမကသားကိုခဏလေးခွဲခွာရတော့မယ့်အကြောင်းပြောပြီးအမေမရှိတဲ့အချိန်မှာလည်းလိမ်မာတဲ့ကလေးဖြစ်ပေးဖို့မှာကြားလိုက်ပါတယ်။ဟာရူကတော့ဘာမှမသိပဲအမေမြင်ပြန်လာတော့လို့ပြောလိုက်တဲ့စကားကရင်ခုရဲ့နှလုံးသားကိုအစိတ်စိတ်အမွှားမွှားကွဲသွားစေခဲ့ပါတယ်။အခန်းပြင်ထွက်လာတော့ကမ်ဆန်ကသူမကိုစောင့်နေပါတယ်။သူကပုံမှန်လိုပဲအပြင်ထွက်ပြီးတခုခုစားလာဖို့ပြောပေမဲ့ရင်ခုကတော့သူ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်။ပြီးတော့အရင်ကတခါမှမတောင်းဆိုဘူးတဲ့ဆန္ဒတစ်ခုကိုပြောလိုက်ပါတယ်။ကျမကိုဇနီးတယောက်လိုချစ်ချစ်ခင်ခင်ခေါ်ပေးပါလားခင်ဆန်ကအံ့ဩသွားပေမဲ့သူမတောင်းဆိုတဲ့အတိုင်းနူးနူးညံ့ညံ့ခေါ်ပေးလိုက်ပါတယ်ရန်ဘူးကသူ့ကိုကြည့်ရင်ဒီရက်ပိုင်းတွင်ဖြစ်ခဲ့သမျှအတွက်တောင်းပန်ခဲ့ပြီးဟန်နော်နဲ့ဟာရိုကိုတေချာဆောက်ရှောက်ပေးဖို့မှာကြားလိုက်ပါတယ်ခင်ဆန်ကတော့ဒါဟာခဏတာခွဲခွာတာပဲလို့ထင်နေပြီးအေးအေးဆေးဆေးကောင်းကြီးလိုက်ပါတယ်ဒါပေမဲ့ရန်ဘူးအတွက်တော့ဒီလမ်းလျှောက်ထွက်သွားခြင်းဟာပြန်လာဖို့မတေချာတော့တဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်နေခဲ့ပါတယ်ခဏအကြာမှာရန်ဘူးဟာသူမရဲ့မူလခန္ဓာကိုယ်ထဲမှာသတိပြန်လည်လာခဲ့ပါတယ်။သူမအသက်ရှင်နေပြီ။ဒါပေမဲ့သူမရဲ့နှလုံးသားကတော့ဆင်းရဲတဲ့မိသားစုလေးစီမှာပဲကြံ့ရစ်နေခဲ့ပါတယ်။မူလခန္ဓာကိုယ်ထဲမှာသတိပြန်ရလာတာနဲ့ရန်ဘူးဟာအိမ်မက်ဆိုးကနေနိုးလာတယ်လို့ခံစားခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့မိသားစုလေးရဲ့မျက်နှာတွေကိုမေ့လို့မရနိုင်သေးပါဘူး။ဆေးရုံကနေထွက်လာတာနဲ့ဟာရိုကိုအရင်ဆုံးလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အခန်းကလူမရှိတော့ပါဘူး။စိတ်မလျှော့သေးတဲ့ရန်သူဟာသူတို့မိသားစုနေခဲ့တဲ့တိုက်ခန်းကိုအပြေးသွားခဲ့ပေမဲ့အဲ့ဒီအိမ်မှာလည်းဘယ်သူမှမရှိတော့ပါဘူး။သူမဟာရက်ွက်လေးထဲလှည့်ပတ်ရှာဖွေခဲ့ပါတယ်။ဟောင်ရောနဲ့အတူသွားခဲ့ဘူးတဲ့ဘတ်စကားမှတ်တိုင်။ကော်ဖီဆိုင်လေးညဈေးတန်း
အားလုံးကအရင်တိုင်းရှိနေသေးပေမဲ့သူမရှာနေတဲ့လူတွေကတော့အရေးအယောင်တောင်မကြံခဲ့ပါဘူး။အဲ့ဒီအချိန်မှယန်ဝူဟာသူမဆုံးရှုံးလိုက်ရတာဘလောက်တန်ဖိုးကြီးလဲဆိုတာပိုပြီးနားလည်လာခဲ့ပါတယ်။တလားခန့်ကြာပြီးနောက်ယန်ဝူဟာအရင်ကအတူအလုပ်လုပ်ခဲ့တဲ့ရှေ့နေကိုကြီးနဲ့ပြန်ဆုံခဲ့ပါတယ်။ဒီတစ်ခါတော့အရင်လိုချမ်းသာသူတွေအတွက်မရက်တည်တော့ပါဘူး။သူမလက်ထဲက flash drive တစ်ခုကိုပေးလိုက်ပြီးအာဏာရှိတဲ့ကုမ္ပဏီတစ်ခုရဲ့အကျင့်ပြတ်ခြစားမှုသက်သေအားလုံးကိုဖော်ထုတ်ပေးလိုက်ပါတယ်။ရှေ့နေကြီးကတော့ယန်ဝူရဲ့အပြောင်းအလဲကိုမယုံနိုင်တော့အောင်အံ့ဩနေခဲ့ပါတယ်။ယန်ဝူကဖြစ်ခဲ့သမျှကိုအိမ်မက်တစ်ခုလိုပဲပြုံးပြီးပြောပြခဲ့ပေမဲ့သူမရဲ့နှလုံးသားထဲမှာတော့အဲ့ဒီအဖြစ်အပျက်တွေကအမှန်တကယ်ဖြစ်ခဲ့တာလို့ယုံကြည်နေသေးပါ။နောက်ပိုင်းမှာသူမဟာဘဝသစ်စတင်ဖို့နိုင်ငံခြားကိုထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ကိုသိမ်းဆည်းနေရင်မိသားစုဓာတ်ပုံအယ်ဘမ်အဟောင်းတအုပ်ကိုတွေ့လိုက်ရပါတယ်။ဓာတ်ပုံတွေကိုလှန်ကြည့်ရင်ဖုံးကွယ်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်တဲ့အချိန်မှာတော့ယန်ဝူဟာအံ့ဩတုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံထဲမှာပါနေတဲ့သူကဒီတလားလုံးသူမကိုလမ်းညွှန်ပေးခဲ့တဲ့လူဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲယန်ဝူဟာနှစ်ပေါင်းများစွာမသိခဲ့တဲ့အမှန်တရားကိုနားလည်သွားခဲ့ပါတယ်။လီဟာတာမန်လမ်းပြတစ်ယောက်မဟုတ်ပဲသူမငယ်စဉ်ကတည်းကဆုံးရှုံးသွားပြီလို့ထင်ထားခဲ့တဲ့ဖခင်ရင်ဖြစ်နေခဲ့တာပါ။ဒီအမှန်တရားကြောင့်ယန်ဝူဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပဲဖခင်ရဲ့မေတ္တာကိုနောက်ဆုံးချိန်မှာမှနားလည်ခွင့်ရခဲ့တဲ့အတွက်ဝမ်းနည်းဝမ်းသာဖြစ်နေခဲ့ပါတယ်။အချိန်အနည်းငယ်ကြာပြီးနောက်ယန်ဝူဟာလေရင်ပေါ်တက်ပြီးဘဝတစ်ကိုစတင်ဖို့ထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့လေရင်ပေါ်မှာကြားလိုက်ရတဲ့အတန်တန်ကြောင့်သူမရဲ့နှလုံးခုန်တန်တွေရက်တန့်လူနီးပါးဖြစ်သွားခဲ့ပါတယ်။အမေအဲ့ဒီအတန်ဟာဟာရူရဲ့အတန်ဖြစ်နေခဲ့ပါတယ်။ယန်ဝူလှည့်ကြည့်လိုက်တော့ဟာရူဟန်နဲ့ကင်ဆန်ကို၃ယောက်စလုံးသူမရှိမှရက်နေခဲ့ကြပါတယ်။သူမထင်ထားသလိုအားလုံးကအိမ်မက်မဟုတ်ခဲ့ပါဘူး။သူမချစ်ခဲ့တဲ့မိသားစုသူမရရှိခဲ့တဲ့မေတ္တာသူမပြောင်းလဲခဲ့တဲ့ဘဝအရာအားလုံးကအမှန်တကယ်ဖြစ်ခဲ့တာပါ။မျက်ရည်တွေနဲ့အတူယန်ဝူရဲ့မျက်နှာပေါ်မှာအပြုံးတပွင့်ဖြည်းဖြည်းချင်းပေါ်လာခဲ့ပြီးသူမဟာနောက်ဆုံးတော့ငွေကြေးနဲ့အောင်မြင်မှုထက်ပိုတန်ဖိုးရှိတဲ့မိသားစုဆိုတာကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတော့တယ်